မင်္ဂလာပါခင်ဗျာလူဒီတိုင်းရဲ့အတွေ့အခေါ်အယူအဆတစ်ခုကလေတိုင်းပြည်တစ်ခုလုံးကိုဘလောက်အချီပြောင်းလဲသွားစေနိုင်မယ်လို့ထင်ပါတယ်လေဒီနေ့ကဇက်တော်ကြီးဆက်ပွဲတဲ့ကတပွဲဖြစ်တဲ့နာရဒဇက်တော်ကြီးကိုအတူတူလစ်လာရင်းနဲ့အဲ့ဒီမြင်းခွန်းရဲ့အဖေကိုရှာကြည့်ကြရအောင်ပါကောင်းမှုမကောင်းမှုဆိုတဲ့အကြောင်းတရားနဲ့သူ့ရဲ့အကျိုးဆက်ဒီကြားကဆုတ်ထွေးနေတဲ့ဆက်စပ်မှုကိုဖော်ပြထားတဲ့ဒီဇလန်နဲ့ကိုကဲအတူတူခီးထွက်ကြည့်လိုက်ကြအောင်ဟုတ်ကဲ့ကျွန်တော်တို့ဇာလန်ရဲ့အစကတော့တိတ်ကိုစီပင်တာရတဲ့ဝိဒေဟာတိုင်မိထီလာပြည်တဲ့နေစတင်ပါတယ်။အဲ့ဒီပြည်ကြီးကိုအုပ်ချုပ်မင်းလုပ်နေတာကတော့မင်းချင်းတရား10ပါးနဲ့အင်မတန်ပြည့်စုံတယ်လို့နာမည်ကြီးရဲ့အင်္ဂတိမင်းကြီးပါပဲ။အစာပိုင်းမှာတော့သူဟာတိုင်းသူပြည်သားတွေအားလုံးရဲ့ချစ်ခင်လေးစားမှုကိုတခဲနဲ့ရထားတဲ့စံပြဘရင်တစ်ပါးပေါ့။ဒါပေမဲ့လေလူဆိုတာပြောင်းလဲတတ်တယ်မို့လား။အခုမြင်နေရတဲ့အတိုင်းပဲတချင်ကဖြူတူတွေအားလုံးချစ်တဲ့သူတော်ကောင်းဘရင်တစ်ပါးကနေဘာကြောင့်ကောင်းမှုမကောင်းမှုဆိုတာဘာမှမရှိဘူးအရေးမကြီးဘူးလို့ယုံကြည်တဲ့အရာရာကိုဖြစ်ချတဲ့ဘရင်တစ်ပါးဖြစ်အစွန်းတစ်ပတ်ကိုရောက်သွားရတာလေဒီလိုဖြူရာကနေမင်းထွားလဲအတွင်ကူပြောင်းမှုရဲ့နောက်ကွယ်မှာဘလို့အယောင်ရင်းနေရှိနေမလဲအဲ့ဒါကပဲဒီဇလန်တစ်ခုလုံးရဲ့အထက်ကစိတ်ဝင်စားစရာအချက်ဖြစ်လာတော့တာပါပဲတာယာလာတဲ့လက်ပြင်းညတညမှာပေါ့အင်္ဂဒီမီဟာစီစိန်တွေအုတ်ချိုရေးကိစ္စတွေကြားမှာဘဝရဲ့တကယ်အရိပ်ပဲကပါလေဆိုတာကိုသိကျင်စိတ်တွေတဖွာဖွာပေါ်လာခဲ့တဲ့ဒီလိုနဲ့အမတ်ကြီး300ကိုခေါ်ပြီးတိုင်ပင်တဲ့အခါမှာဦးစီးအမတ်ရဲ့အကြံပေးချက်အတိုင်းပညာရှိတဦးစီသွားပြီးမေးမြန်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီဆုံးဖြတ်ချက်လေးတစ်ခုကပဲသူ့ရဲ့ကံကြမ္မာသူ့တိုင်းပြည်ရဲ့ကံကြမ္မာတစ်ခုလုံးကိုပြောင်းပြန်လှန်ပေးမဲ့အစဆိုတာကိုတော့အဲ့ဒီတုန်းကသူသိခဲ့မှာမဟုတ်ပါဘူးဒီလိုနဲ့ပဲဘယင်မင်းရဟာသူ့ရဲ့မိခွန်းတွေတော့အပြေးရှာဖို့နန်တော့တဲ့ကနေထွက်လာခဲ့ပါတော့တယ်သူသွားတွေ့တဲ့သူကတော့အပြင်းမန်းကြီးရိုးရိုးရှင်းရှင်းပါပဲအဝဲစားတာမဟုတ်တဲ့ရသေးကြီးတပါသူ့နာမည်ကအခုနာဒါပေမဲ့သူ့ရဲ့အတွေ့အခေါ်ကတော့အင်မတန်အန်တီကြီးတဲ့အယူဝါဒတစ်ခုဖြစ်နေခဲ့ပါတယ်ဒါကတော့ရသေးကြီးကုန်းနာရဲ့အယူဆအနစ်ချုပ်ပါပဲရှင်းရှင်းပြောရရင်ကံတရားဆိုတာမရှိဘူးတင်အရာလို့ပြီးသွားပြီဆိုတော့အုပ်စစ်တဘာတာပေါ့ဒီတွေဟာလေတာဝန်ယူမှုတာဝန်ခံမှုတွေကနေလွန်ပြောက်ချင်နေရဲ့အင်္ဂလိပ်မင်းတွေတော့တိတ်ကိုဆွဲဆောင်မှုရှိသွားတယ်ဘာလို့အရေးမကြီးဘူးအားလုံးတူတူပဲဆိုတဲ့အတွေ့ဟာဘလောက်တောင်တက်တာရစေလိုက်တယ်လေဗျာတဲ့ရဲ့ယူမကိုနည်းနည်းလေးအသေးစိတ်ကြည့်ကြအောင်သူကဘာအကြောင်းမှမရှိဘူးဘာအကျိုးမှမရှိဘူးတဲ့ရင်အားလုံးပြီးပြီအချိန်တိုင်းအလိုလိုကောင်းတော့မှာပဲလို့ဆိုတယ်ဒီအချက်တွေကပရင်ရဲ့အမားအမှန်ခွဲခြားတည်တဲ့စိတ်တဲ့အုံမြစ်ကိုတဆက်စီဖြိုချဖြစ်လိုက်တဲ့အတွေးခေါ်ဆိုင်ရာအစိပ်ပြင်းနေပါပဲဒီနေရာမှာရေးကြီးဆုံးကဘာလဲဆိုတော့ခေါင်းဆောင်တယောက်ရဲ့အယူအဆအမှားကသူတယောက်ထဲမှာပဲရိုက်မနေပဲတနိုင်ငံလုံးကိုကူးဆက်သွားတာပါပဲအာလာရအမတ်ကလည်းမီးလောင်ရာလေးပင်ဆိုတို့လို့သူ့ရဲ့ရုံးမှာခဲတဲ့အတိတ်ဘဝကနေအခုလိုချမ်းသာနေတာပဲကြည်လေဆိုပြီးတက်တဲ့အမားတွေနဲ့ထပ်ပြီးမြောက်ပေးလိုက်တဲ့အခါမှာတော့မီးချီလာပြည်ကြီးတစ်ခုလုံးနာလာမထုနိုင်တဲ့အမောင်တွင်တွေကိုတလင်းခောက်ကွေကျသွားတော့တာပါပဲအမောင်ဆုံးအချိန်မှာပဲအလင်းရောင်တစ်ခုပေါ်လာတတ်တယ်ဆိုသလိုဒီလိုမျောလင်းချက်ကင်းမဲ့နေတဲ့အခြေအနေကြားမှာအလင်းရောင်ခြေတစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါကတော့ဇာတိသစ္စာယဉာဏ်ဆိုလိုတာကအတိတ်ဘဝတွေကိုရုပ်ရှင်ပြက်ကွက်တွေလိုပြန်မြင်လိုက်တဲ့ချူးချတဲ့ဉာဏ်ပညာကိုပိုင်ဆိုင်ထားတဲ့မင်းသမီးလေးရွစာပါပဲသူတယောက်ထဲကသာခမီးတော်ရဲ့အယူမကိုရေးရဲဝန်းဝန်းထိတ်တိုက်ရင်ဆိုင်ခဲ့ပါတယ်ဒီနေရာကတကယ့်ကိုအသေးပဲရှိပါတယ်မင်းသမီးယူစာကသူ့ရဲ့အတိတ်ဘဝတွေကိုယ်တိုင်ကိုတက်သေးအဖြစ်ထုတ်ပြပြီးကန်တရားဆိုတာဘလောက်ရှုပ်ထွေးနေလဲဆိုတာရှင်းပြခဲ့တယ်။သူ့မယားကိုပြင်မာခဲ့တဲ့ပန်ဖဲဘွားကအာကုတုကန်တစ်ခုတည်းကြောင့်ငရဲမှာတန်ခံရယုံတိမကဘူး။အဲ့ဒီကန်ရဲ့အရှင်ဟုံအကျွင်းရတန်တွေကစိတ်ဘဝမြောက်ဘဝလေးထိဆက်ပြီးအကျိုးပေးခဲ့ပုံကိုထောက်ပြခဲ့တယ်။ဆိုလိုတာကကန်ရဲ့အကျိုးဆက်ဟာချက်ချင်းမပေါ်တတ်ဘူး။နှစ်ပေါင်းများစွာဘဝပေါင်းများစွာကြာမှရစ်မိတ်တတ်တယ်ဆိုတာကိုပြသပြီးခုနရဲ့အမြင်ကိုအခိုင်အမာချဖြစ်ခဲ့တာပေါ့။ဒါပေမဲ့အယူမားထဲမှာနေနေတဲ့အင်္ဂတိမင်းကတော့သမီးတို့ရဲ့တက်တည်အပြည့်အစုံနဲ့ရှင်းပြတာတွေကိုနားတစ်ဖက်ကဝင်နားတစ်ဖက်ကထွက်သွားခဲ့တယ်။ဒီစိန်ခေါ်မှုကသူဟာကန်တရားကိုမယုံကြည်တဲ့အဆင့်ကိုကျော်လွန်ပြီးလှောင်ပြောင်ရဲတွန်းတွေးတဲ့အဆင့်ကြီးကိုရောက်နေပြီဆိုတာရှင်းရှင်းလင်းလင်းပြနေပါတယ်။ဒီလိုလူအဆင့်နဲ့ပြောဆိုရှင်းပြလို့အရာမထင်တော့တဲ့အခြေအနေမှာတော့ပိုပြီးမြင့်မြတ်တဲ့ဘုံတစ်ခုကနေကြားဝင်ဖြည့်ရှင်းဖို့လိုအပ်လာပါပြီ။အဲ့ဒီအခါမှာပဲပြမဘီကနေဖျားလောင်းမဟာနာရီတက္ကသဘာကိုတိုင်လူပြည်ကိုဆင်းသက်လာခဲ့ပါတော့တယ်။နာရတာဟာအင်္ဂတိမင်းရဲ့မာနကိုအတိပညာနဲ့ယင်ပြီးငင်းခုံမနေတော့ပါဘူးပိုပြီးထိရောက်တဲ့နီလန်းတစ်ခုကိုသုံးခဲ့တယ်အဲ့ဒါကတော့တန်ဝေကတရားပါပဲရှင်းရှင်းပြောရရင်ထိတ်လန့်တုံးလို့ဆရာအကျိုးဆက်တွေကိုမျက်စိထဲကွက်ကွက်ကွင်းကွင်းမြင်ရောင်လာအောင်လုပ်ပြီးအတိတရားဝင်အောင်လုပ်တဲ့စိတ်ပိုင်းဆိုင်ရာ shock therapy တစ်မျိုးပါပဲနာရတကငရေပုံတွေအကြောင်းကိုထိုင်လန့်စရာကောင်းလောင်းအောင်ဖော်ပြပါတယ်
ဒါပေမဲ့အရေးကြီးဆုံးအချက်ကပါလဲဆိုတော့ဒါတွေဟာတန်ခိုးရှင်တယောက်ယောက်ကအဖြစ်ပေးနေတာမဟုတ်ဘူးကိုလုတ်ခဲ့တဲ့မကောင်းမှုတွေရဲ့တဘာဝအတန်းဖြစ်ပေါ်လာတဲ့ရှောင်လွဲလို့မရတဲ့အကျိုးဆက်တွေပဲဖြစ်တယ်ဆိုတာကိုအဓိကထားရှင်းပြခဲ့တာပါကန်တီလန်းဆိုတာဆက်တစ်ခုလို့တီတီကြကြအလုံးလုံးတယ်ဆိုတာကိုမိမုံထိုးပြလိုက်တာပါပဲ နာရရရဲ့ထိုက်လန့်ဖွယ်ကောင်းပြီးရွတိချလုံးနဲ့ရှင်းပြချက်တွေအဆုံးမှာတော့အင်္ဂတိမင်းရဲ့မာနတတိုင်းကြီးလည်းလုံးဝဖြိုချက်သွားပါတော့တယ်။သူဟာကြီးစွာသောနောင်တနဲ့အတူသူ့အမားကိုဝန်ခံပြီးလမ်းမှန်ကိုဖြန်ညွန်ဖြတ်ဖို့ကြောင်းပန်ခဲ့ပါတယ်။ဒါဟာဇလန်ရဲ့အထောက်အထိပ်အညံမှန်ကအယူမားကိုအပြတ်သက်အောင်နိုင်လိုက်တဲ့အခိုက်အတန့်ပါပဲ ဒီမှာမြင်တွေ့ရတဲ့အတိုင်းပါပဲဖျင်ကြီးတမာဒိဋ္ဌိလို့ခေါ်တဲ့အမြင်မှန်ကိုပြန်ရသွားတဲ့အခါသူ့ရဲ့လောရက်တရားလည်းချက်ချင်းမှန်ကန်လာတော့တာပဲသူ့ဟာတရားမျှတတဲ့လူဖွဲ့စည်းရဲ့အခြေခံအုံးမြတ်ဖြစ်တဲ့မြင်ချင်းတရားတွေကိုပြန်လဲကျင့်သုံးပြီးတော့တိုင်းပြည်ကိုအပြတ်စီးတွေကြားကနေပြန်ပြီးတိစော့ခဲ့ပါတယ် ဆိုတော့ဇလန်းဆုံးမှာတော့မိထီလာပြီးမှငင်းချမှုနဲ့တရားမျှတမှုတွေပြန်လဲထုံးကားလာပုံနဲ့ညီကုန်းချုပ်ပါတယ်ဖယင်မင်းမြတ်ဟာသူ့ရဲ့တွဲခေါ်အမားကိုပြင်ဆင်လိုက်တယ်တမီးတော်နဲ့လည်းပြန်လည်သိမြတ်သွားပြီးတော့တိုင်းပြည်ကိုဖြောင်းဖြောင်းမမတ်နဲ့ပဲပြန်လဲအုပ်ချုပ်သွားခဲ့ပါတော့တယ် ဒီဆက်တော်ကြီးကနေဒီနေ့ခေတ်ကျွန်တော်တို့တဲ့စဉ်းစားစရာမင်းဝန်တစ်ခုခြံထားခဲ့ပါတယ်ကိုလှုပ်လိုက်တဲ့ကောင်းမှုမကောင်းမှုတွေရဲ့အကျိုးဆက်ကိုချက်ချင်းလက်ငင်းမမြင်ရတဲ့အခါမျိုးမှာဘယ်ရာကကိုယ့်ရဲ့ကိုချင်းတရားကိုမယိမ့်မယိုင်အောင်ထိန်းချောင်းပေးထားမှတည်း ဒီလိုဆွေးနွေးတင်ဆက်မှုတွေကိုဆက်ပြီးအားပေးချင်တဲ့ဆိုရင်တော့ YouTube က Dhamma by Modern View Channel ကို Subscribe လုပ်ထားလို့ရပါတယ်ခင်ဗျာဒီတင်ဆက်မှုကိုနှစ်သက်တယ်ဆိုရင် Like လုပ်သွားပြီးတော့မိမိတို့ရဲ့အမြင်တွေကိုလည်း Comment မှာဝင်ရောက်ဆွေးနွေးမှုဖိတ်ခေါ်ပါတယ်အားလုံးပဲကိုစိတ်နှဖျားကျမချမ်းသာကြပါစေ